ရှင်မောင်ကျမဖုံးဆက်ပြီးတော့နော်ကျမကိုကြီးမွေးငါစားမလားလို့ခေါ်ကြွေးဆိုသူနဲ့ကျမနဲ့ရမ်းဖြစ်ထားလို့ကျမသူ့ကိုဆက်စရာလားဟုတ်ကိုရှင်မဲကျမကိုရှင်မတက်တဲ့ရှိညီမလေးတဲ့ကိုကြီးရတဲ့မွေးငါကြိုက်တယ်မွေးငါကြိုက်ခေါင်းနဲ့အဲ့နေရာဝါစုံမိုးတို့အိမ်မှာနှစ်ယောက်တည်းခေါ်ဆောင်လို့လည်းခေါ်တာမဟုတ်ဘူးတော့ဝါစုံမိုးတို့အိမ်မှာအားလုံးရှိနေနဲ့ကိုရှင်မဲဟုတ်ကိုကြီးမွေးငါဆက်တယ်ဆိုကျမလေးသူ့ကျမဆွဆွဲတာကျမသူနဲ့ကျမနဲ့နောက်ဆုံးဖြစ်တဲ့အချိန်မှာကျမပြောပြမယ်ကျမသူပြောတယ်ဖဲရိုက်တဲ့ကိစ္စကျမအပျော်ပဲရိုက်တယ်အပျော်ရိုက်တယ်ကျမဖဲရိုက်တဲ့အချိန်မှာဒီကလေးထိုးပြီးတော့လေတည်မလားဖဲရိုက်တယ်လေဖဲရိုက်တဲ့လူရိုက်တယ်လေအဲ့ဒါကိုကျမအောင်လန်းနဲ့ကျမဖဲသွားရိုက်ပါတယ်ဆိုပြီးဖဲရိုက်တဲ့အိမ်ကိုပြောတာနော်အဲ့ဒါလည်းအပျော်ပဲရိုက်တာနော်အပျော်ပဲရိုက်တာအဲ့ဒါခုနအောင်လန်းတဲ့ကိစ္စတစ်ချက်ချင်းရှင်းတယ်ခုနမွေးငါလည်းကျမနဲ့ရင်းနှီးရဲ့လူအကုန်သိရဲ့ကျမလေးအကိုဆောင်မလားဘသူ့ဆောင်မလားမိမပြိုအိုး6ဆူအားလုံးကိုကျမကမုတ်အမြဲတမ်းခေါ်ကြွေးတယ်မုတ်တယ်မဟုတ်ဘူးနော်လူတိုင်းရဲ့အခက်အခဲဘာစားမလဲဘာတောက်မလဲငွေကြီးကျမရဆက်ကျမအမြဲတမ်းကူညီပေးတာနော်နောက်တစ်ခုပြောပြအောင်မယ်အောင်လန်းကိစ္စကိုကျမပြောပြမယ်ကျမပတ်စံကျမ project ကမှာ sorry ဖွဲ့ရဟောင်းရှိမှာကျမပတ်စံ2000လိန်ခန်းတာရှိတဲ့အချိန်မှာကျမအောင်လန်းကိစ္စကိုပြောမယ်နော်ခုနမွေးငါကိစ္စလည်းကျမရှင်းပြသွားပြီနော်ဖဲရိုက်တဲ့ကိစ္စကျမရှင်းပြသွားပြီကျမအောင်လန်းကိစ္စကိုကျမရှင်းမယ်နော်ပြပြမယ်ကျမရဲ့သူ့ရဲ့အဆိုတော်တယောက်ပါတယ်ကျမယောက်ျားရဲ့ဆူရှီဆိုင်တစ်ဆိုင်မှာကျမထိုင်နေတယ်ထိုင်နေတဲ့အချိန်မှာအဲ့ချိန်တော့ကျမဘာပတ်စံမှမရှိတော့ဟိုတယောက်ကလိန်သွားတဲ့အချိန်မှာငါလို့ပတ်စံလေးလို့ထပ်1000ကျော်လို့ငါပြန်ရကျင်တယ်လို့နော်သူ့အောင်လန်းကိစ္စမဟုတ်ပဲဆွဆွဲတာကိုပြပြမယ်နော်ငါလို့ပတ်စံ1000ကျော်ပြန်ရကျင်တယ်ဟဲ့လို့ဒီပတ်စံလေးရရင်တော့ငါတို့တော်အဆင်ပြေသွားမှာလို့အဲ့ချိန်မှာ तू ကဘာမှလမ်းပြောင်းနေရပတ်စံလည်းလိန်ခံရအဲ့လိုမျိုးဆိုဟဲ့အဲ့ဒါဆိုလို့ရှိရင်သူ့ဆရာနဲ့တဲ့သူ့ဆရာနဲ့ပဲပြောပါလားတဲ့သူ့ဆရာအရန်စွမ်းလာတဲ့နော်ဟဲ့နင့်ဆရာစွမ်းတယ်ဟဲ့လားဘယ်လိုလဲပြောပါအောင်ဆိုသူကဟုတ်တယ်တဲ့ငါဆိုနင်မလိန်နဲ့နော်အဲ့ဒါကိုနင်ပါဇက်ကပြောခဲ့ရနော်ကောင်မနင်မလိန်နဲ့နော်နင်မလိန်နဲ့နော်နင်ငါ့ကိုလောက်ခဲ့တာအခုတစ်ချက်စစ်ငါပြောမှာနော်အောင်လန်းကိစ္စကိုငါအခုပြောနေရနော်နင့်ကိုဘာလို့အောင်လန်းနဲ့လောက်ကြတယ်မဟုတ်ဆိုနင်ဘာလို့အောင်လန်းနဲ့ငါ့ကိုလောက်တယ်ဆိုတာငါပြောဆိုအခုငါတစ်ချက်စစ်ပြောမှာနော်